People လောကမှာမျောလင့်ခြင်းလို့ပြောလိုက်ရင်လူတိုင်းပြင်းမြင်ကြတာကတော့ BTS အဖွဲ့ရဲ့ J-Hope ပဲဖြစ်ပါတယ်။သူဟာအဖွဲ့ထဲမှာအမြဲတမ်းပြုံးရှင်နေတတ်ပြီးအခြားအဖွဲ့ဝင်တွေကိုစွမ်းရည်တွေပေးတတ်တဲ့ရင်းမြစ်တစ်ခုပါ။ဒါပေမဲ့သူဟာချိုသားတဲ့ပြုံးပန်ရှင်တွေမကပဲစင်ပေါ်ရောက်ရင်တော့ကြောက်စရာကောင်းတော့အောင်ပြည်စုံတဲ့ကားကွက်တွေကိုဖန်တီးနိုင်တဲ့ဒန်ဆာလီဒါတစ်ယောက်လည်းဖြစ်ပါတယ်။အခုလိုကဘာကျော်တဲ့အထိအောင်မြင်လာဖို့အတွက်သူဟာဘယ်လိုမျိုးအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ရလဲ။ဒီနေ့ကျွန်တော်ပိုးကောင်က J-Hope ဆိုတဲ့အမည်နှမရဲ့နောက်ွယ်ကမတည်သေးတဲ့စူးစမ်းအားထုတ်မှုတွေနဲ့သူ့ရဲ့စိတ်ဝင်စားစရာဘဝခီးလန်းတွေကိုသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ J-Hope ရဲ့နာမည်ရင်းကတော့ဂျောင်ဟိုဆော့ဖြစ်ပြီး1994ခုနှစ်ဝမ်ဂျူးမြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာငယ်ငယ်ကတည်းကကတာကိုရန်ဝါသနာပါခဲ့ပြီးစမိုင်းဟောရဆိုတဲ့အမည်နဲ့ street dance တွေမှာနာမည်ကြီးခဲ့တဲ့သူပါ။အဲ့ဒီချိန်တုန်းကသူဟာနူရွန်ဆိုတဲ့အကအဖွဲ့မှာပါဝင်ခဲ့ပြီးပြိုင်ပွဲပေါင်းများစွာမှာဆုတွေရရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဖခင်ဟာကျောင်းဆရာတစ်ယောက်ဖြစ်တာကြောင့်ခြားပိုင်းမှာတားဖြစ်သူရဲ့နုပညာလမ်းကြောင်းသဘောမတူခဲ့ပါဘူး။ဒါကို J-Hope ကအရှော့မပေးခဲ့ပဲသူ့ရဲ့ပါရမီကိုတက်တည်ပြခဲ့လို့နောက်ဆုံးမှာဖခင်ဖြစ်သူရဲ့ထောက်ခံမှုကိုရရှိခဲ့တာပါ။အဲဒီနောက်မှာတော့ Big Hit Entertainment ရဲ့training အဖြစ်စတင်ဝင်ရောက်ခဲ့ပြီးသူ့ရဲ့ဘဝအလှည့်ပြောင်းကြီးစတင်ခဲ့တာပဲဖြစ်ပါတယ်။ J-Hope ရဲ့ဘဝမှာကြီးမားဆုံးနဲ့စိုးရိမ်ရဆုံးချိန်တစ်ခုရှိခဲ့ပါတယ်။ဒါကတော့ BTS အဖွဲ့ debut မလုပ်ခင် training ဘဝမှာသူဟာအခက်အခဲတချို့ကြောင့်ဖွဲ့ထဲကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။အဲ့ဒီအချိန်မှာသူဟာအိတ်တွေကိုတင်ဆက်ပြီးအဆောင်ကနေထွက်သွားဖို့အထိလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဖွဲ့ကောင်းဆောင် RM ကကုမ္ပဏီကိုတွားရောက်ပြီးဂျောင်ဟိုဆော့မပါရင်ကျွန်တော်တို့အဖွဲ့ဖြစ်မလာနိုင်ဘူးလို့ခိုင်မာပြောကြားခဲ့ပါတယ်။အဖွဲ့ဝင်တွေရဲ့ချစ်ချင်းနဲ့တစ္ဆာတရားတွေကြောင့် J-Hope ဟာပြန်လာခဲ့ပြီး BTS ရဲ့မန်နိုင်တစ်ခုအဖြစ်ဆက်လက်ရည်တည်ခဲ့ပါတယ်။ဒီအဖြစ်ဟာ J-Hope နဲ့ BTS ဖွဲ့ဝင်တွေကြားကခိုင်မာတဲ့တန်ရောစင်ကိုပြသလိုက်တာဖြစ်တယ်လို့ဒီနေ့ခေတ်ကဘာကျော် J-Hope ဖြစ်လာဖို့အရေးကြီးဆုံးသောအချိုးကွက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ J-Hope ရဲ့ထူးခြားချက်တစ်ခုကတော့သူဟာ BTS ဖွဲ့တဲ့ကိုကပညာရှင်တယောက်အနေနဲ့ပဲစတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ခြားပိုင်းမှာသူဟာ rap ဆိုတာကိုလုံးဝမသိခဲ့တယ်အဖွဲ့ရဲ့ hip hop concept နဲ့ကညီဖို့အတွက်စကနေပြန်လည်သင်ယူခဲ့ရတာပါ။သူဟာအဖွဲ့ဝင်တွေဖြစ်တဲ့ RM နဲ့ Sugar တို့စီကနေ rap ဆိုဒီတွေကိုဇွဲနှဘဲနဲ့သင်ယူခဲ့ပြီးနောက်ဆုံးမှာတော့သူ့ရဲ့ကိုယ်ပိုင် flow တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ထူးခြားတာကသူဟာအဆိုပိုင်းမှာလည်းရည်ချင်းရှိပေမဲ့အဖွဲ့ဝင်တွေကြားနေရာညှိနှိုင်းတဲ့အခါမှာတခြားသူတွေကိုဦးစားပေးပြီးသူကတော့ rapper နေရာကိုအကောင်းဆုံးတာဝန်ယူခဲ့တာပါ။ဒီလိုကိုကျိုးမငယ်ပဲအဖွဲ့အတွက်အသက်ဆန်းတွေကိုသင်ယူခဲ့တဲ့သူ့ရဲ့စိတ်ဓာတ်ဟာ BTS ကိုကမ္ဘာထိပ်တန်းရောက်အောင်တွန်းပို့ပေးခဲ့တဲ့လိုဝက်လက်နက်တစ်ခုပဲဖြစ်ပါတယ်။အခုဆိုရင်တော့သူဟာကမ္ဘာကအသိမှတ်ပြုရတဲ့အဆိုအကအရေးစုံရတဲ့ all rounder နုပညာရှင်တစ်ယောက်အဖြစ်ခိုင်ခိုင်မာမာရပ်တည်နေပြီပဲဖြစ်ပါတယ်။ J-Hope ဟာဖွဲ့လိုက်အောင်မြင်မှုတွေမကပဲတကူတော်နုပညာရှင်တစ်ယောက်အနေနဲ့ပါကမ္ဘာဂီတသမိုင်းမှာမှတ်တိုင်တစ်တွေစိုက်ထူနိုင်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံး mixtape ဖြစ်တဲ့ Hot Wall ဟာဘေဘုတ်200ဇယားမှာကိုရီးယားဆိုလိုနုပညာရှင်တစ်ယောက်အတွက်အမြင့်ဆုံးအဆင့်ထိတက်လှမ်းနိုင်ခဲ့ပါတယ်။ဒါတင်မကသေးပဲ2022ခုနှစ်မှာဖတ်ရှိခဲ့တဲ့ Jet in the Box Event မှာတော့သူဟာအမြဲတမ်းပြုံးနေတတ်တဲ့ဆိုင်းဆိုင်ပုံစံကနေခွဲထွက်ပြီးပုံမနှဆိုင်နဲ့နုပညာဖန်တီးမှုတွေကိုချပြခဲ့ပါတယ်။သူ့ရဲ့နုပညာသက်တမ်းမှာကြီးမားဆုံးမှတ်တိုင်ကတော့အမေရိကန်ရဲ့နာမည်ကျော်ဂီတပွဲတော်ကြီးမှာပင်တိုင်နုပညာရှင်တစ်ယောက်အဖြစ်ဖျော်ဖြေခွင့်ရခဲ့တာပါ။ဒါဟာကိုရီးယားနုပညာရှင်တစ်ယောက်အနေနဲ့ပထမဆုံးချိန်ဖြစ်တယ်လို့ကမ္ဘာလုံးကပြည်သက်တွေကိုသူ့ရဲ့ဖျော်မြင်မှုတွေအောက်မှာမြင့်တက်သွားစေခဲ့ပါတယ်။သူဟာကိုအမြဲတမ်းစိန်ခေါ်ပြီးကန့်သတ်မရှိတိုးတက်နေတဲ့လူပညာရှင်တစ်ယောက်ဖြစ်ကြောင်းသက်သေပြခဲ့တာပဲပါတယ်။ J-Hope ရဲ့ဘဝဇာတ်ကြောင်းကိုကြည့်လိုက်ရင်ကျွန်တော်တို့သိလိုက်ရတာကအောင်မြင်မှုဆိုတာပါရမီတင်မကပဲတကယ်စီကံရှိမှုနဲ့ကြိုးစားအထောက်မှုကလာတယ်ဆိုတဲ့ချက်ပါပဲ။သူဟာအပြင်ပန်းမှာပျော်နေတတ်ပေမဲ့အလုံးနဲ့ပတ်သက်လာရင်တော့အရန်ကိုစီကံကြည့်ပြီးသိကြတဲ့သူတစ်ယောက်ပါ။အဖွဲ့ဝင်တွေကိုအကားတိုက်တဲ့အခါမှာလည်းသူဟာအဓိကလမ်းပြပေးခဲ့တဲ့တင်းလီဒါအဖြစ်တာဝန်ယူလေးရှိပါတယ်။သူ့ရဲ့စိတ်ဓာတ်ဟာ BTS အဖွဲ့ဝင်တွေကြားမှာလည်းမကပဲကမ္ဘာလုံးကအာမီတွေအတွက်ပါမျှော်လင့်ချက်တွေနဲ့အားရုံတွေကိုပေးစွမ်းနေတာပါ။ခင်ဗျားတို့လည်းဘဝမှာအခက်အခဲတွေကြုံလာတိုင်း J-Hope ကိုသတိရလိုက်ပါ I am you hope you are my hope ဆိုတဲ့သူ့ရဲ့စကားအတိုင်းကိုယုံကြည်ပြီးပြုံးမပြတ်ရှေ့ဆက်နေသူခင်ဗျားတို့ရဲ့အိမ်မက်တွေကလည်းဒီနေ့မှတောက်ပလာမှသိကြပါပဲ။ဒီနေ့တော့ဒီလောက်ပါပဲ။ကျွန်တော်ဘိုးကောင်မှာနောက်တစ်ပတ်မှပြန်တွေ့ကြမယ်ဗျာ။